ဖုံးကိုခေါင်းနာထားပြီးအိတ်နေရင်အခုပဲရက်လိုက်တာအကောင်းဆုံးပါဖုံးကိုမတုံးနေရင်တောင်တက်ရောင်ကြီးထုတ်လို့နေတယ်ဒါကမင်းရဲ့အိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်စေပြီးခေါင်းကိုက်တာရေရှည်မှာကင်ဆာဖြစ်နိုင်ခြေကိုပါတိုးစေနိုင်တယ်ဒါပေမဲ့ဒါကအဆိုးဆုံးမဟုတ်သေးဘူးဖုံးတွေဟာအိတ်နေရင်အားသွင်းနေတဲ့အခါအပူလွန်ခဲ့ပြီးမီးလောင်မှုဖြစ်စေခဲ့တဲ့ဖြစ်ရပ်တွေရှိတယ်ဟုတ်တယ်ဒါကတိတ်မတော်ဘူးဖုံးကိုအခန်းရဲ့တစ်ဖက်မှာထားလိုက်ပါပိုကောင်းအိပ်ပျော်ပြီးတက်တန်းလဲပိုရှိနိုင်ပါတယ်မျက်တောင်တစ်ချောင်းလေးကဘာမှမထူးဆန်းဘူးလို့ထင်ရပေမဲ့မျက်လုံးထဲမှာကြာရှည်ကပ်နေရင်မင်းမျက်လုံးရဲ့ကောနီယာကိုမျက်တောင်ပေါက်တိုင်းချစ်မိနိုင်တယ်ဒီလိုမျိုးအဆက်မပြတ်ချစ်မိတာကမျက်လုံးหนีရဲတာအမြင်ဝါတာဒါမှမဟုတ်ကောနီယာနာဖြစ်တာကိုဖြစ်စေနိုင်တယ်မကုတပဲထားရင်မင်းရဲ့အမြင်အာရုံကိုအပီးအပိုင်ထိခိုက်သွားနိုင်တယ်လက်ချောင်းတွေရေဆိုပြီးတွန့်သွားတာကရေစိမ့်ဝင်လို့ဖြစ်တာမဟုတ်ဘူးမင်းရဲ့အာယုံကြောစနစ်ကရေနဲ့ထိတွေ့တဲ့အခါလက်ချောင်းထိပ်တွေကသွေးကြောတွေကိုကျဉ်အောင်လုပ်လိုက်တယ်ဒါကတွန့်လိန်သွားစေပြီးဆူဆွတ်တဲ့မျက်နှာပြင်တွေမှာပိုကောင်းတဲ့စုပ်ကိုင်နိုင်စွမ်းကိုပေးတယ်ဒါဟာမင်းရဲ့ခန္ဓာကိုယ်ရဲ့ကတဘာဝအလျောက်ရှင်တန်မှုယန္တရားတစ်ခုပဲ